အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါဖတ်ပြပေးသွားမယ့်စာအုပ်ကလေးကတော့အထက်ထက်ရက်နောင်ထားတဲ့ကြိုးကလေးတစ်ချောင်းဆိုတဲ့စာရေးဆရာမျိုးသားလင်းရေးသားထားတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်ရှင်အချစ်ဆိုတာကိုတောင်းဆိုလို့ရတဲ့အရာမှမဟုတ်ပဲနှလုံးသားကပဲနေရာမှာပဲရှိရှိချစ်ရမယ့်သူကတယောက်တည်းပါပဲအဲ့ဒါကမင်းပဲပေါ့စံရွယ်ထုံးလေးနဲ့တရက်ဆယ်လေးတွေပါတဲ့မြို့သမီးလေးပေါ့ကျွန်တော်နေထိုင်တဲ့မြို့လေးရဲ့အနားမှာတောင်တန်းကြီးတွေနဲ့တိတ်မလန့်မကန့်မှာရေပြင်ကျဲကန်ကြီးနဲ့အထီးကျန်ဆန်လွန်းတဲ့ရထားလမ်းတွေရှိတယ်။ဒီမြို့လေးဟာတခြားမြို့တွေထက်ဆိုင်ရင်ပိုပြီးအေးမြတင်တယ်။အချိန်အခါမဟုတ်မိုးရွာတဲ့ရက်တွေဆိုအနက်ရောင်ကွေးကောက်ကောက်ကတ္တရာလမ်းမတွေဟာအဖော်မဲ့ခြင်းမဲ့နေအောင်မယ်။အခုနေတဲ့မြို့လေးမှာမြင့်နေလဲကြတယ်မိုးတွေလဲရွာတယ်။ဒါဟာမင်းနဲ့ဝေးတဲ့ရက်မှာချင်တန်နေတဲ့ချစ်ချင်းမြတ်တာလေးပါပဲ။မင်းနေထိုင်ရာမြို့လေးရောရာသီဥတုကြည်လင်ပါရဲ့လားတခါတလေမင်းသိရှိတဲ့လူဟာကိုပဲလို့ပြောနေရင်ကိုမဟုတ်တော့မှာကိုစိုးရိမ်မိတယ်ဒီလိုနဲ့လောကကြီးကတချို့သောရှစ်ရှင်းမြတ်တာတွေကိုမနာလို့ခွဲထားလိုက်တယ်မင်းမိုးမိတဲ့အခါပါရာစီတမောတောက်ဖို့အိမ်ပြန်နောက်ကျတဲ့အခါဂီယူဆိုင်ဖို့ရှောင်းဆုံးနာစေးတာကအစကိုတွေးပူနေအောင်မယ်ကိုဟာဒုတိယကဘာစစ်ကလက်ကျန်ဆောက်အောင်ကြီးလိုနှလုံးသားတွေကကျွေးမွေးလွယ်နေခဲ့ပေါ့မိုးရတဲ့နေ့တစ်နေ့ရဲ့ကော်ဖီလေးတစ်ခွက်ရဲ့ဟိုးဝေးကလမ်းဘေးမိတိုင်လေးရဲ့ရီဝေဝေတွေးလေးရဲ့နဲ့ကိုဘွားရဲ့မင်းဝင်လာတဲ့နေ့ရက်လေးတွေစီပြန်သွားခြင်းပြန်သွားနေအောင်မယ်ပေါ့ဒီမျိုးလေးကကောင်းကင်ဘော်ကတိမ်ဆိုင်နေနဲ့နီးရဲ့လေတချို့ညနေခင်းနေဆိုမြူရီဆိုင်နေတတ်ပြီးဇန်နဝါရီလလောက်ဆိုရှယ်ရီပန်းတွေပွင့်လန်းနေစောင်းတွေမနက်တွေဆိုအုံဆိုင်ဆိုင်မြူရီအကြားမှာတပင်လုံးခဲနေအောင်ပွင့်ပြီးဖေဖော်ဝါရီလမှာတပွင့်တစ်ခတ်တောင်မကျန်းအောင်ကြွေကြတယ်ဒီမြို့လေးမှာ24နာရီဖွင့်ထားတဲ့ကဖေးဆိုင်တွေနဲ့ဒီလုံးတန်ခတ်တဲ့နဲ့အဝေးပြေးလမ်းမကြီးဘေးမှာမိုင်းပြပြဆိုင်ငယ်လေးတွေလည်းရှိတယ်တချို့နေ့ရက်တွေမှာတော့အေးတန်လေးနဲ့တိတ်ဆိတ်နေတတ်တဲ့မြို့လေးပဲပေါ့ရွာတော့မဲ့ဆဲဆဲမိုးတိမ်လေးတွေရဲ့တောင်ဘက်ကိုမျက်နှာမူထားတဲ့ဗရင်ပေါက်လေးရဲ့အဲ့ဒီဘေးနားမှာချိတ်ဆွဲထားတဲ့ပြက်ကလေးဘောကမြင်ကြီးဝိုင်းထားတဲ့ရက်ဆွဲလေးရဲ့ဒီလိုနဲ့ကိုစောင့်နေခဲ့တာပေါ့ကိုကမင်းကိုတိတ်ချစ်တယ်လေဒီအကြောင်းတွေပြောပြီးကိုငိုချင်းကိုနေအောင်မှာပေါ့အလုံးပိတ်ထားတဲ့တကားတွေတဲ့ဒီနေ့ဟာမနေ့ကရက်တွေထက်ပိုချချင်းချနေအောင်မယ်ဒါကကိုရှင်တန်နေတဲ့မင်းမရှိတဲ့ရက်ဆွဲတွေပါပဲဒီလိုသာဆက်တိုက်ဝေးကွာနေခဲ့ရင်ချစ်ရှင်မြတ်တာကအေးဆက်သွားမှာလားဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်လက်ခံထားဖို့ချစ်ရှင်မြတ်တာကိုယ့်လိုချနေမတိုင်းပါဘူးကျွန်တော်အတွက်မြေပုံလုံးရှိတဲ့တပွင့်လင်းချင်းမြတ်လို့ရသူသားမြေတကပါပါပဲလူတယောက်ကိုဒုက္ခပေးရကြမှာခွင့်လွတ်ပါလို့မပြောလို့တော့ကျွန်တော်အချစ်ဆုံးကခမည်းပဲဖြစ်တယ်သူပဲလားသူပဲဖြစ်မယ်တင်တယ်ရှင်းရှင်းမြတ်တာမှာမမတ်မမောမျောလင့်မှုတဲ့နှလုံးသားငယ်လေးဟာမင်းပေါ့ကံကြမ္မာတစ်ထောင်လေပြန်ကြည့်ခဲ့တဲ့မျိုးသမီးငယ်လေးကမင်းပေါ့ကျွန်တော်အတွက်အသက်တမျှရှိနှောင်ထားတဲ့ကျိုးလေးကမင်းစီမှာကျွန်တော်ကဘာကြီးမှာအစင်မပြေတဲ့အခါနေမပြောတော့တဲ့အခါခမရဲ့ကဘာငယ်လေးစီပြေးလာမယ်တတိယစိတ်ဟာနင်းနေညမရွေးဘူးကျွန်တော်ရင်ထဲမွေးနှောက်ထားတဲ့ကော်ဖီခွက်လေးပါပဲကျွန်တော်ကအညီအေးတယ်စကားနေတယ်ပြီးတော့နီးစက်ရဗရင်ပေါက်လေးစီငေးပြီးမျက်နှာဝိုင်းလေးနဲ့အမျိုးသမီးငယ်လေးကိုလည်းလွမ်းတက်တယ်မင်းကိုတတိယတဲ့အခါကိုခရူးဆိုင်ပုံမှာထားမယ်နီးမိုးထားတဲ့တိမ်ဆိုင်ငယ်လေးကမင်းပေါ့အေးရတယ်နွေးရတယ်ကံကြမ္မာတစ်ထောင်ကိုနားနေပါမယ်တချို့လူတွေပြောသလိုပေါ့လူတယောက်ကိုချစ်ရှင်လေးရှိပေါ့တနေ့နေ့တော့ဆုံးရှုံးရမယ်ဆိုလဲမျောလင့်ချက်မထားပဲပြီးဆက်ခဲ့ပေါ့ကျွန်တော်မှာပြောင်းလဲခြင်းတရားတွေကိုဖီဆန်ထားလို့မင်းကိုရှင်းနေမြင်ရှင်းနေသေးပါပဲကိုမင်းကိုရှိတဲ့ရှိတွေမှာအချိန်ကာလနင်းညအတိုင်းတာမရှိတဲ့အတွက်ထာဝရနဲ့ရှင်ပြီးရှိတယ်ရှုံပြောရရင်ဒီမိုးကုတ်ဆက်ဝိုင်းအောင်အတူတူဖြတ်တန်းခြင်းနဲ့ရေးဆက်ကလေးဟာလည်းမြင်ပေါ်ကျွန်တော်ရောက်ရှိရနေရလေးတဲ့ပို့သားရဲ့မြတ်တာတွေကြောင့်ခမအေးပါစေနှွေးပါစေဘေးရန်ကြောင်းကြကင်းပါစေချစ်ရှင်မြတ်တာဟာလေးဟာနေထဲမှာပဲဖြစ်ဖြစ်ရှိနေပါတယ်ဒါကြောင့်စိတ်နဲ့ရက်ကုံဖွင့်ပြီးနှင်ပေးပါမင်းရင်ပြင်းပေါက်လေးစီမင်းသွားရလမ်းလေးစီရော့ဝါရီကျွေတဲ့အခါမင်းနှကန်းထောင်စော်လေးကတချက်ပြုံးသွားတဲ့အခါကိုရောက်ရှိခဲ့ပါတယ်မင်းဟာကိုစိတ်ညွတ်လိုက်တိုင်း
ရောက်ရှိခဲ့တဲ့နိဗ္ဗာန်ပုံလေးပါပဲ